အားလုံးပဲမင်္ဂလာပါဒီနေ့ပေါ့နော်ဒီလာစလားမှာတဲ့အပင်တွေကိုအမောက်ဆင်းလောက်ကြည့်မှာဖြစ်ပါတယ်ပုံမှန်ဆိုလို့ရှိရင်တော့အပင်တွေကိုကျွန်တော်ကဒီတိုင်းဒီပန်းချက်မှာပေါ်ဝယ်လေးရှိရပါတော့များတော့အပြင်တော့အပင်တွေကလက်မလက်ပြီးတဲ့ခါကျအပင်ရဲ့အကြီးသေးကိုကြည့်ပြီးတော့အဲ့လိုမျိုးပါပြီးတော့ဝယ်လေးရှိတယ်ဒီနေ့ကတော့ဒီလာစလားမှာပေါ့နော်လာစလားမှာတဲ့ခါကျတော့အပင်တွေကကောင်းမကောင်းတော့မသိသေးဘူးပေါ့နော်တစ်ခါမှလည်းမမဟုတ်ဘူးသေးဘူးဆိုတော့အခုစမ်းပြီးတော့မှစပြီးတော့ဖွင့်ကြည့်မယ်ပေါ့နော်ဒီနေ့မှာရပြီဆိုတော့အပင်တွေလည်းမဝယ်ဖြစ်တာကြာပြီဘာလို့လဲဆိုတော့ဟိုခရီးသွားလို့ရှိရင်ပြန်လာလိုက်လို့ရှိရင်အများနဲ့အပင်တွေကပေနေတာများတယ်ပေါ့နော်အိမ်မှာကတော့ဒါအုံမပထမထင်တာဒီဟာကိုအုံမအခုမှားထားတဲ့အပင်ထဲမှာမှတ်မိတာအုံမတပင်ပါတယ်ပေါ့နော်ဒီအပင်ကဒီလိုမျိုးထောင်ပြီးလာဆိုတော့ဒီဟာကိုကျွန်တော်ကအုံမအပင်လို့ထင်နေတာတကယ်တော့မဟုတ်ဘူးမှတ်လိုက်တော့မှဒီဟာကအုံမအပင်လို့ထင်နေတယ်အုံမအပင်ဆိုတော့ဒီဟာလေးအဲ့ဒါတော့အုံမအပင်ဆိုတော့ဒီတိုင်းပဲဟိုကမြန်မာလိုအရက်ခေါ်ပါပေါ့နော်ကျွန်တော်တို့မြန်မာခေါ်လို့ပဲခေါ်လိုက်တာဒီရဲ့အပင်နာမည်ကတော့ဘာလဲတော့မသိဘူးကျွန်တော်တို့လေအိမ်ဒီမှာစိုက်တဲ့အုံးလေးလေဒီမှာပါဒီမှာပါဆိုတော့အဲ့လိုမျိုးလေးတော့တေချာတော့ချီပေးထားရပါတော့ဒီမှာပါအဲ့ဒါပေါ့ဒီမှာဒါလေးရင်ပြီးပြီဟောဒီမှာသူတေချာတော့ထည့်ပေးထားတယ်အဲ့လိုမျိုးလေးလေဟိုပလတ်စတစ်ဒီဟာကြီးတန်ဘူးလေးနဲ့ဆိုတော့အပင်မထိတော့ဒီမှာစစ်စရာလေးထိုင်းလို့တော့ရေးပေးရတော့ဆက်တော့မပတ်ကြတော့ဒီမှာပါရပါပြီတပင်ရပြီပေါ့နော်တော်တော်ဖြုတ်လိုက်ရတာ तू အသေးထရောက်တော့မှပြေတော့မလို့ဟိုကမနေ့ဖြုတ်သွားဆိုတော့မဖြုတ်တတ်ဘူးလေခါမှလည်းဘယ်လိုမဝယ်ဘူးဆိုတော့လေအဲ့လိုလာစရာမှလိုက်တော့ကိုကောင်းတယ်ဗောလဲဆိုတော့အပင်အကြီးတွေပါညာပါလို့ရှိရင်ဟိုကပယ်ဖို့ပြူဖို့ပန်းညံ့နေအကြီးဆိုလို့ရှိရင်ပယ်ဖို့ပြူဖို့ခက်တယ်ဗောနော်အဲ့နဲ့လာစရာမှလို့ရှိရင်တော့အိမ်ဒါရက်ရောက်တာဆိုတော့ပို့ပြီးတော့အဆင်ပြေမလားဆိုပြီးတော့မှာကြည့်ရပါဒါကတော့အုံမပင်မှာတပင်ရဆိုတော့တပင်ပါအုံမပင်မ်းကြိုက်တယ်ဟိုနေမှာတော့ကလည်းအဲ့အပင်ကိုအိမ်မှာအများကြီးအဲ့လိုမျိုးလေဒီကြီးမှာအများကြီးစိုက်ထားလေးရှိရပါတော့ဒီကအရွက်တွေကျွန်တော်တုံးလို့လေပြီးတော့အဲ့ဒါလှတယ်ပြီးတော့အစင်းစင်းဆူဆူကြည့်ပြီးတော့အဲ့လိုအပင်ကြီးကြီးဖွားဖြစ်တာပေါ့နော်အဲ့ကြောင့်မို့ဒီပင်ဝယ်လိုက်တာဒီပင်ကအကျန်းနဲ့ခံတယ်အဲ့တော့ဟိုကယ်ရီခီးပါတွေပေါ်လို့ရှိရင်လည်းပြန်လာလို့ရှိရင်အကြီးပြန်လောင်းလိုက်လို့ရှိရင်သူကပြန်ပြီးတော့ရှင်းနိုင်တယ်ပေါ့နော်အဲ့ဆိုဒီပင်လေးကိုဝယ်လိုက်တာအဲ့ဒါကိုအိုကြီးကြီးလေးနဲ့ပြန်ပြီးတော့စိုက်မယ်ပေါ့နော်ဒါကတပင်နောက်တစ်ခုထပ်ပြီးတော့ဖွင့်ကြည့်ပါနောက်တစ်ခုခဲတော့နောက်တစ်ပတ်ကိုကခီးသွားစရာလည်းရှိတော့လေဝယ်ပြီးတော့လည်းခီးသွားမှာဖြစ်တယ်ဒီပင်လေးပေါ့နော်ပင်လေးပြီးနောက်တစ်ခုကဒီမှာပါဒီပင်လေးလည်းမပြတ်စီးဘူးပေါ့နော်ဒီမှာကောင်းကောင်းမွန်မွန်နဲ့ရောက်လာပါတယ်ပြီးတော့မှာကြည့်တာဘယ်လိုမျိုးလာမလဲပေါ့နော်သူတို့တေချာလေးတော့ပတင်ထုတ်ပေးရပေါ့နော်အဲ့တော့မပြည့်စည်ပေါ့နော်တေချာတော့ပြန်ဆက်ရမယ်သဘောရှိတယ်ဒီပင်ဆိုလို့ရှိရင်လည်းအရန်နုနုလေးပြီးတော့ကျိုးလွယ်တယ်ဩဒါဆိုနုနုလေးအရန်ကျိုးလွယ်တယ်ဒါပေမဲ့ဘာမှမဖြစ်နေဘူးအဆင်ပြေတယ်ပေါ့နော်မှားတာဟိုမှာရင်အဆင်ပြေမဲ့ပြီးတော့အပင်ရဲ့ site လဲဆိုတော့လေတေချာကြည့်ပြီးတော့ဟိုပြဖို့တော့လိုတယ်အဲ့တော့ဒီပြီးတော့လေဈေးရောက်กว่าဒါဆိုလို့ရှိရင်လည်းဈေးရောက်မကြီးပါနော်ဒါဒီပင်လေးပေါ့ဒီပင်ကတော့ရေကတော့ဒေတာလေးလောင်းအောင်မယ်ခီးသွားရင်တော့မပြောတတ်ဘူးသေးတာအခုဆိုလို့ရှိရင်ပေါ့နော်ဒါလာစတာမှာတဲ့အပင်လေးတွေကိုကျွန်တော်ဒီနေ့ unboxing လုပ်တာပြီးသွားပြီအဲ့တော့ဒီပင်လေးဆိုလို့ရှိရင်လည်းဒီမှာအဆင်ပြေချောချောမွေးနဲ့ကိုရောက်လာတယ်ပေါ့နော်ပင်လေးကသေးသေးလေးပဲပြီးတော့အဲ့ဒါကိုပါတေချာလေးပေါ့နော်သူတို့ဒီမြေကြီးလေးမထွက်အောင်ဆိုပြီးတော့ပေါ်ကဒီရေတံမှုနဲ့အုပ်ထားတယ်အောက်ကလည်းဒီစက်ကူတွေပါညာနဲ့ပတ်ထားတယ်အတိတ်နဲ့တေချာပတ်ပြီးတော့ပေါ့နော်ကျွန်တော်စီရောက်လာပါကိုကသာလင်းရင်ပေါ့နော်ဒီဖြုတ်တဲ့ဟာမှာပေါ့နော်ဟိုဖြုတ်နေကြမဟုတ်ဘူးအဲ့လိုမျိုးဟာတွေအဲ့ဒီကကြောင့်တေချာလေးယူဆက်ပြီးတော့ဖြုတ်ရပါတယ်အဲ့တော့အဆင်ပြေပါတယ်အကုန်လုံးပေါ့နော်ဆက်ဆက်ရအဆင်ပြေပြီးတော့ပင်လေးတွေလည်းကောင်းကောင်းမွန်မွန်အိမ်ရောက်လို့လာပါပြီ